1 2 3 4 5လိုက်ဖနောင်လေးကိုအားပြုလိုက်မယ်6လေးညာဘက်6လေးနောက်ကိုပြန်ပို့မယ် plant position okay plant position လေးသွားပြီးဘယ်ဘက်6လေးကိုဆွဲသွင်းဟုတ်တယ်မှတ်တယ်ပြီးညာဘက်6လေးကဆန်ထုတ်ထားတယ် okay လက်ကလေးတွေချခေါင်းလေးတွေချခန္ဓာကိုယ်တစ်ခုလုံးဖြောချလိုက်တော့ရပြီ okay ထိန်းထား1 2 3 4 5အသက်ကိုရှူမယ်လေးဘက်လေးတွေပေါ့လက်ကလေးမျက်နှာနောက်လက်ကလေးတစ်ဖက်ကိုချမယ်ဆက်ခါလေးမော့ခေါင်းလေးကို okay စိတ်ထိန်းထားခါလေးတွေနာတာလေးကိုခံစားနော်1 2 3 4 5 ရှူထုတ် plant position လေးကိုပြန်သွားမယ် plant position လေးကိုသွားပြီးလို့ရှိရင်ခြေပြားလေးတွေထောက်မယ်ဒူးလေးတွေထောက် down dog position လေးသွားမယ်ရှေ့ကိုခြေလေးတလန်းလှမ်းလိုက်ရှေ့ကိုခြေလေးတလန်းလှမ်းများတယ်မတူများတယ်နည်းနည်းနောက်okay ရပြီဆက်ရပြီဆက်လိုက်တော့နောက်က6ကလည်းလိုက် okay ဆက် okay ခေါင်းလေးတွေကိုတောင်းခေါင်းလေးတွေဟွာတဲ့ဟုတ်တယ်မှတ်နေထိန်းထား1ထိန်းထားနော်1 2 3 4 5အဲ့ဒီနေလက်ကလေးတွေနောက်ကိုဆုပ်ရအောင်လက်ကလေးနောက်ကိုဆုပ်ဟုတ်တယ်တလန်းချင်းဆုပ်โอเคပြီးရင်ကောက်ကလေးကိုလက်ကလေးကလမ်းပတ်โอเคပတ်ဒူးလေးနဲ့ခေါင်းလေးနဲ့ထိနိုင်သမျှထိထားဒူးလေးကိုရောင်လေးကွေးထားတယ်အသက်ကိုရှူထိုးရင်းနဲ့ဒူးလေးကိုအရင်ဆက်လိုက်ဒူးလေးကိုဆက်လိုက်မတူဒူးလေးကိုဆက်လိုက်ဒူးကိုဆက်ခဏကိုမလုံးနဲ့โอเคဒူးလေးကိုဆက်အသက်ကိုရှူโอเคပြီးပြီဆိုလက်ကလေးနှစ်ဖက်ကိုဖြီမယ်လက်ကလေးနှစ်ဖက်ကိုဖြီဖြည်းချင်းလေးရှူဆက်ခါလေးဆက်မယ်ဖြည်းချင်းလေးကုန်းပြီးဟုတ်တယ်ရှူအဲ့ပြီးလက်ကလေးနှစ်ဖက်ကိုဆန်းရှူခေါင်းလေးတွေခါလေးတွေကော့လိုက်ထိန်းထား1 2 3 4 5ရှူထိုးရင်းနဲ့လက်အုပ်ကလေးချီပြီးလက်ကလေးဘေးကိုချလိုက်တော့โอเคဖြည်းချင်းလေးရှော့โอเคလေ့ကျင့်ကြ